ဇလိုင်းရဲ့အစမှာတော့ဆိုယွန်းလို့ခေါ်တဲ့ကောင်မလေးတယောက်ကျောင်းမှာစာတင်နေတာကိုတွေ့ရမှာပါ။သူမဟာကျောင်းဆင်းချိန်မှာသူ့ရဲ့အမေလာကြိုမှာကိုစောင့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမေဖြစ်သူကဖုန်းဆက်လာခဲ့ပြီးတော့ဒီနေ့လာမကြိုတော့ဘူးလို့ပြောပါတယ်။တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်ဆိုယွန်းကလည်းအိမ်ကိုတယောက်တည်းပြန်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်မိုးတွေတဲကြီးမဲကြီးရွာချလာခဲ့ပြီးတော့သူမရဲ့အနာကိုအနက်ရောင်ကားတစ်စီးထိုးရက်လာခဲ့ပါတယ်။ကားထဲမှာအမျိုးသားတယောက်ကိုတွေ့လိုက်ရပြီးတော့ဆိုယွန်းလည်းဘာစကားမှမပြောဘဲနဲ့ကားထဲကိုဝင်လိုက်သွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူမရဲ့တကူလုံးမိုးရီတွေဆွဲနေပြီးတော့စပင်တွေကစုပ်ပွားနေခဲ့ပါတယ်။ကိုယ်ပေါ်မှာလည်းစွန့်တွေပေးချန်နေခဲ့ပါတယ်။သူမကိုကြည့်ရတာအင်မတန်ရှိုးရတဲ့ကိစ္စတစ်ခုနဲ့ကြုံတွေ့ခဲ့ရပုံရပါတယ်။ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးကတော့အမေဖြစ်သူရဲ့တုံ့ပြန်မှုပါပဲ။သမီးဖြစ်သူဆိုယွန်းကိုမြင်လိုက်ရတဲ့အချိန်မှာအမေလို့သူဟာအယံကိုထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ဘယ်တော့ကြောက်နေလဲဆိုရင်သမီးဖြစ်သူကိုမျက်နှာချင်းဆိုင်ကြည့်ဖို့တော့မှတတိမရှိဖြစ်နေခဲ့ပါတယ်။ဒီကိစ္စရဲ့နောက်ွယ်မှာတော့အင်မတန်ကြောက်ဖို့ကောင်းတဲ့အမှန်တရားတစ်ခုရှိနေခဲ့ပါတယ်။တကယ်တော့သမီးဖြစ်သူဆိုယွန်းဟာလွန်ခဲ့တဲ့တပတ်တည်းကတည်ဆုံးသွားခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးတော့သူမဟာနေ့တိုင်းအဲ့ဒီအချိန်ကိုရောက်ရင်အဲ့ဒီလိုကြောက်မိုးဖွယ်ကောင်းတဲ့အနေအထားနဲ့အိမ်ကိုအမြဲပြန်လာနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဇလန်ကလွန်ခဲ့တဲ့10ရက်ကိုပြန်သွားပါတယ်။အဲ့တို့ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာဆိုင်စင်က TV ကိုကြည့်နေပါတယ်။သတင်းတွေအရမြို့ထဲမှာ10ရက်ကိုတစ်ကြိမ်လူတက်ကလေးရှိတဲ့ဝင်းဆက်လူသက်သမားတယောက်လွတ်မြောက်နေကြောင်းသိရပါတယ်။လူသက်သမားဟာတားကောင်းကိုတက်ဖြတ်ပြီးတဲ့နောက်ရုပ်အလောင်းတွေကိုဘိန်းတက်ခီးဆောင်အိတ်တဲ့ထဲကရေထဲကိုပစ်ချလေးရှိကြောင်းသတင်းကဖော်ပြနေပါတယ်။အဲ့ဒီအချိန်မှာပဲဆောင်းလို့ခေါ်တဲ့အမျိုးသားတယောက်ဆိုင်ထဲဝင်လာပြီးတော့အနီအောင်ဘိန်းတက်အိတ်တစ်လုံးကိုဝယ်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အပြုမှုတွေကခုထူးဆန်းနေခဲ့ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာပဲစမ်းယွန်းလို့ခေါ်တဲ့ပီဇာပို့သမားလေးဟာဆောင်းရဲ့တိုက်ခန်းကိုပီဇာသွားပို့ပါတယ်။ပီဇာပို့နေချိန်မှာအခန်းထဲကနေထူးဆန်းတဲ့အတန်တချို့ကိုကြားလိုက်ရပေမဲ့စမ်းယွန်းကတော့တိတ်ကယူမဆိုင်ပဲပီဇာပေးပြီးတော့ပြန်ထွက်လာခဲ့ပါတယ်။တကယ်တော့ဆောင်းဆိုတာဟာဆိုယွန်းကိုပြန်ပေးဆွဲသွားတဲ့ဂွင်းဆက်လူသက်သမားတယောက်ပါပဲ။လူမတက်ခင်မှာသူအမြဲလုံးလေးရှိတာကခရီးဆောင်အိတ်တစ်လုံးကိုဝယ်လေးရှိပြီးညနေဘက်အရောက်မှာအမြဲတမ်းပီဇာမှာစားလေးရှိပါတယ်။ဆိုယွန်းလေးဟာသူမကိုအသက်ချမ်းသာပေးဖို့လူသက်သမားကိုအကြိမ်ကြိမ်တောင်းပန်ခဲ့ပါတယ်။ဘယ်သူမှမပြောဘဲအိမ်ကိုတိတ်လေးပြန်သွားပါမယ်လို့ငိုယိုတောင်းပန်ခဲ့ပေမဲ့လည်းအေးဆက်ပြီးတော့ရက်ဆက်လာတဲ့လူသက်သမားကတော့သူမကိုဆွဲခေါ်သွားပြီးတော့သူ့ရဲ့ရက်ဆက်တဲ့လုပ်ရက်နဲ့အဆုံးသတ်ခဲ့ပါတယ်။သူဟာဆိုယွန်းရဲ့ခေါင်းကိုလေးလက်နဲ့အရာဝတ္ထုတစ်ခုနဲ့ရိုက်ချလိုက်ပြီးတတ်မပါတော့တဲ့ခန္ဓာကိုယ်ကိုအနီအောင်ဘိန်းတက်အိတ်တွေကိုထည့်ကမြစ်တဲကိုပစ်ချခဲ့တာပါ။ဒီတင်းကို TV မှာပြသတဲ့အခါအိတ်ရောင်လိုက်တဲ့ဆိုင်စင်ကအဲ့ဒီအနီအောင်အိတ်ကိုမမိသွားပါတယ်။သူရောင်လိုက်တဲ့လူဟာလူသက်သမားဖြစ်နိုင်တယ်လို့တန်တရားဝင်လာပြီးတော့ရဲကိုအကြောင်းကြားဖို့စဉ်းစားပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူကတားခဲ့ပါတယ်။ဒီလိုအိတ်မျိုးတွေဟာဆိုင်တော်များများမှာရောင်းတာမို့ပြဿနာတွေကိုဝင်မပါဖို့ပြောခဲ့တဲ့အတွက်ဆိုင်စင်လည်းရဲကိုမတိုင်ဖြစ်တော့ပါဘူး။တစ်ဖက်မှာလည်းပီဇာပုတ္တမဆန်ယွန်းကအွန်လိုင်းကနေသတင်းတွေကိုဖတ်နေပါတယ်။လူတက်မှုဖြစ်ပွားတဲ့အချိန်စရာတွေနဲ့စောင်းပီဇာမှာစားတဲ့ရက်တွေဟာ10ရက်တစ်ကြိမ်တူညီနေတာကိုရုတ်တရက်သတိထားမိလိုက်ပြီးတော့သူ့ရဲ့စိတ်ထဲမှာတန်တရားတွေကြီးထွားလာခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ဆိုယွန်းရဲ့အမေဟာနေ့တိုင်းလိုစပွဲအောက်မှာပုံပြီးတော့လက်ထဲမှာလည်းလောက်ဝကတိုင်ကိုကန်ပြီးတုံယူစွာနဲ့စုပ်ကင်ထားပါတယ်။ဘာလို့လဲဆိုတော့သမီးဖြစ်သူရဲ့ဝိညာဉ်ဟာနေ့တိုင်းအဲ့ဒီအချိန်ကိုရောက်ရင်အိမ်ကိုပြန်လာနေလို့ပါပဲ။အဲ့ဒီအချိန်မှာတော့ယောက်ျားဖြစ်သူအိမ်ကိုပြန်ရောက်လာပြီးတော့မိန်းမဖြစ်သူကြောက်လန့်နေတာကိုမြင်တော့သူမကိုဆွဲပြီးတော့ဆိုယွန်းရဲ့အခန်းထဲကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာဆိုယွန်းတည်သွားပြီဆိုတဲ့ရင်ကွဲဖွယ်အမှန်တရားကိုပြောပြပါတယ်။ဆိုယွန်းရဲ့အဖေကတော့ဒါတွေဟာမိန်းမဖြစ်သူရဲ့စိတ်ကူးရင်မှုတသက်ပဲလို့ထင်နေခဲ့ပါတယ်။သမီးဖြစ်သူကိုလက်ဝါးကတိုင်ပြပြီးတော့၆လက်နေတဲ့အဆိုးရွားဆုံးမိခင်တယောက်ဖြစ်လဲဆွဆွဲနေခဲ့ပါတယ်။ဒေါ်ဒါအလျောက်သူမဟာဆိုယွန်းကိုသမီးရင်းတယောက်လူမျိုးဘယ်တော့မှမကျင်နာခဲ့ဘူးလို့လည်းပြောဆိုခဲ့ပါတယ်။ဒီစကားတွေကိုကြားတဲ့အခါဆိုယွန်းရဲ့အမေဟာမျက်ရည်ပေါက်ပေါက်ကြကဆိုယွန်းနဲ့အတူဖြတ်တန်းခဲ့တဲ့အချိန်တွေကိုပြန်လည်အမှတ်ရလာခဲ့ပါတယ်။အမှန်တကယ်တော့ဆိုယွန်းဟာသူမရဲ့သွေးသားရင်းသမီးတယောက်မဟုတ်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ဇလန်ကတရက်ကွက်ထဲမှာနေတဲ့ဟော်မိုဆိုတဲ့အမျိုးသားတယောက်စီကိုရောက်သွားပါတယ်။ဒီနေ့မှာရဲတွေရောက်လာပြီးတော့လူသက်မှုတန်တရားရှိသူအဖြစ်သူ့ကိုဖမ်းဆီးသွားခဲ့ပါတယ်။အိမ်နီးချင်းတွေကတော့သူ့ကိုပြဿနာကောင်လူမိုက်ကောင်လို့ပဲမြင်ကြပါတယ်။ရဲတွေကဟော်မိုကိုတန်တရားရှိရတဲ့အကြောင်းရင်းကတော့သူ့အပေါ်မှာကိုထီလက်ရောက်ကျူးလွန်မှုနဲ့တိုင်ကြားထားတဲ့အမှု6မှု9မှုလောက်ရှိနေလို့ပါပဲ။ရဲတွေဟာလက်ပွေနဲ့ DNA ကိုယူပြီးတဲ့နောက်မှာတော့သူ့ကိုပြန်လှုပ်ပေးလိုက်ပါတယ်။မပြန်ခင်မှာနောက်ထပ်ပြဿနာမရှာဖို့ကိုတင်းတင်းကြပ်ကြပ်သတိပေးခဲ့ပါတယ်။ရဲစခန်းကထွက်ချင်းမှာပဲဟော်မိုဟာအကျွေးတောင်းဖို့အတွက်လူတယောက်စီကိုတွားပြီးတော့အဲ့ဒီလူကိုပြင်းပြင်းထန်ထန်ရိုက်နှက်ပါတော့တယ်။အကျွေးတောင်းရုံသာမကဘဲနဲ့ဟော်မိုဟာအဲ့ဒီအလူပေါ်မှာနက်ဆိုင်တဲ့အညှိုးတွေရှိနေခဲ့ပါတယ်။တကယ်တမ်းတော့အဲ့ဒီလူဟာသူ့အမေရဲ့အကိုဖြစ်သူသူ့ရဲ့ဦးလေးအရင်ပဲဖြစ်ပါတယ်။ဟော်မိုရဲ့အမေဆုံးသွားချိန်မှာတော့ဦးလေးဖြစ်သူကတခါလေးတောင်လာမကြည့်ခဲ့တယ်
တယ်လို့နာရီကိုလည်းမလာခဲ့ပါဘူး။ဒါကြောင့်မို့ဟော်မိုဟာဦးလေးဖြစ်သူအပေါ်ပြင်းထန်တဲ့မုန်းတီးမှုတွေရှိနေခဲ့တာပါ။အဲ့ဒီနောက်မှာတော့နောက်ထပ်ဆက်ဆောင်2ယောက်ဖြစ်တဲ့တိုက်ခိုင်လုံခြုံရေးအဆောင်နဲ့အယံကော်မတီဥက္ကဋ္ဌတေယွန်းတို့ကိုတွေ့ရမှာပါ။တိုက်ခိုင်ရဲ့လူမှုရေးတာဝန်တွေအားလုံးဟာတေယွန်းရဲ့ပခုံးပေါ်မှာရှိနေပါတယ်။သူမမှလည်းဆိုယွန်းနဲ့ရုပ်ချင်းစင်တူတဲ့စူယန်းဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။တေယွန်းဟာလုံခြုံရေးအဆောက်ကိုတာဝန်ကျွေးပွန်အောင်မထမ်းဆောင်မှုဆိုပြီးတော့အပြစ်တင်နေတာကိုတွေ့ရပါတယ်။တိုက်ခိုင်မှာနေတဲ့လူတချို့ကအစားတောက်တွေကိုအများကြီးဖြုံးတီးပြီးလွှတ်ပြစ်နေတဲ့လူတစ်ယောက်ရှိကြောင်းတိုင်ကြားထားပါတယ်။တေယွန်းကလုံခြုံရေးအဆောက်ကိုဒီကိစ္စကိုဘယ်သူလုပ်လဲဆိုတာကိုစုံစမ်းဖို့ညွှန်ကြားလိုက်ပါတယ်။ဒါကြောင့်မို့လုံခြုံရေးအဆောက်ကလည်းအမိုက်အိတ်တွေကိုတလုံးချင်းလိုက်စစ်ပါတယ်။စစ်စင်းနေရင်လည်းအစားအသောက်တွေစွန့်ပစ်ထားတဲ့အိတ်ကိုတွေ့သွားပြီးတော့အဲ့ဒီထဲမှာနောက်ထပ်အနက်ရောင်ပလတ်စတစ်အိတ်တစ်လုံးကိုထပ်တွေ့လိုက်ပါတယ်။အဲ့ဒီထဲမှာတဲလွန်စားတစ်ခုဖြစ်တဲ့တိုက်ခန်းနံပါတ်တစ်ခုကိုတွေ့သွားပါတယ်။အဲ့ဒါကတော့လူသက်သမားရဲ့တိုက်ခန်းဖြစ်နေပါတယ်။အဆောက်ကအကြံတစ်ခုရသွားပြီးတော့လူသက်သမားကိုဝေညှိဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။သူကလူသက်သမားစီကိုသွားပြီးတော့အရက်တောက်ဖို့ပတ်စံနေနေပေးရင်နှုတ်ဆက်နေပေးမယ်လို့ကမ်းလှမ်းခဲ့ပေမဲ့လည်းလူသက်သမားကလက်မခံခဲ့ပါဘူး။ဒါကြောင့်မို့ဒေါ်လာထွက်သွားတဲ့အဆောက်ကလည်းလူသက်သမားစီမှာပဲပလတ်စတစ်အိတ်ကိုဖွင့်ပြလိုက်ပါတယ်။အဲ့ဒီထဲမှာတော့ဆိုယွန်းလေးရဲ့အကြောင်းအဆုံးကိုတွေ့လိုက်ရပါတယ်။သူရဲ့လိုအပ်ချက်တွေပေါက်ကျော်သွားပြီးဆိုတော့ကိုတီးလိုက်ရတဲ့လူသက်သမားဟာအဆောက်ကိုနေရာမှာပဲတက်ပစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာဆိုယွန်းရဲ့အမေတိုက်ခန်းထဲကိုဝင်လာခဲ့ပါတယ်။သူမရဲ့စိတ်မှာသွေးတွေအများကြီးကိုမြင်လိုက်ရလို့ထိတ်လန့်သွားပေမဲ့လည်းလေကားပေါ်မှာဖိတ်ချနေတဲ့အနီရောင်ဝိုင်ပလင်းကိုတွေ့လိုက်ရပါတယ်။တကယ်တော့လူသက်သမားဟာသွေးတွေကိုဖုံးအုပ်ဖို့အတွက်ဘယ်သူမှမတင်ကာမဖြစ်အောင်ဆိုပြီးတော့ဝိုင်ပလင်းကိုတမင်တကာခွဲပြီးတော့မတော်တဆဖိတ်ချတဲ့ပုံစံဖန်တီးခဲ့တာပါ။ညတိုင်းလိုဒီညမှာလည်းဆိုယွန်းဟာအဲ့ဒီပုံစံအတိုင်းအိမ်ပြန်လာခဲ့ပြီးတော့အမေဖြစ်သူကိုထိတ်လန့်စေခဲ့ပြန်ပါတယ်။ဆိုယွန်းကိုမြင်မြင်ချင်းသူမမျက်စိမှိတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီညကတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြသခဲ့ပါတယ်။ဆိုယွန်းလေးဟာဆောင်းရက်ကားနဲ့အိမ်ပြန်လာတဲ့ညကဆောင်းကဆိုယွန်းကိုသူ့ရဲ့တိုက်ခန်းတကားကိုဖွင့်ခိုင်းခဲ့ပါတယ်။တကားပွင့်ချင်းမှာပဲလူသက်သမားကသူ့ရဲ့ပါးစပ်ကိုပိတ်ပြီးတော့အထဲကိုဆွဲသွင်းသွားခဲ့ပါတယ်။ဆိုယွန်းလေးဟာသူမတိုက်ခန်းနဲ့မျက်နှာချင်းဆိုင်အခန်းမှာတင်ပြန်ပေးဆွဲခံခဲ့ရတာပါ။အဲ့ဒီနောက်အသက်ခံရပြီးတော့အလောင်းကိုမြစ်ထဲပြေးချခဲ့ပေမဲ့လည်းဘယ်သူမှနည်းနည်းလေးတော့မှမတင်ကာမဖြစ်ခဲ့ကြပါဘူး။တစ်ဖက်မှာလည်းပီဇာပို့သမားဆန်ယွန်းကလည်းလူသက်သမားရဲ့သတင်းတွေကိုဆက်ပြီးတော့ဖတ်နေပါတယ်။ဓာတ်ပုံတစ်ပုံကိုကြည့်နေရင်းနဲ့အနက်ရောင်အုပ်ထုပ်ဆောင်လာတဲ့လူတစ်ယောက်စီကိုအာယုံရောက်သွားပါတယ်။သူ့ကိုမြင်တော့ဆန်ယွန်းလန့်သွားခဲ့ပါတယ်။အဲ့ဒီလူကိုတနည်းနေရာမှာမြင်ဘူးသလိုခံစားရပေမဲ့လည်းဘယ်မှာလဲဆိုတော့ကိုတော့တေချာမမှတ်မိပါဘူး။အဲ့ဒီအချိန်မှာပဲပီဇာပို့ဖို့ဖုံးဝင်လာခဲ့ပြီးတော့လူသက်သမားရဲ့တိုက်ခန်းကိုထပ်ပြီးတော့တွားပို့ရပြန်ပါတယ်။ပီဇာပို့နေရင်းနဲ့အခန်းထဲကိုတန်တရားနဲ့လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီအနက်ရောင်အုပ်ထုပ်ကိုမြင်လိုက်ရတာကြောင့်သူ့ရဲ့တန်တရားတွေကပိုပြီးတော့ကြီးထွားလာခဲ့ပါတယ်။နောက်နေ့မှာတော့လူသက်သမားဟာနောက်ထပ်အိတ်တစ်လုံးကိုဝယ်ဖို့အတွက်ဆိုင်ကိုထပ်သွားခဲ့ပါတယ်။ဆိုင်စင်ကကြောက်ကြောက်နဲ့ပိုက်ဆံကိုတော့မရည်တွက်ပဲအိတ်ကိုကမန်းကရန်ထည့်ပေးလိုက်ပါတယ်။အဲ့ဒီအပြုမှုကိုကြည့်ပြီးတော့လူသက်သမားဟာဆိုင်စင်ကိုမတင်ကာဖြစ်လာပါတယ်။နောက်နေ့မှာတော့တီယွန်းဟာနေဘက်မှာအလုပ်လုပ်တဲ့လုံခြုံရေးအဆောက်အလုပ်မလာတာကိုသတိထားမိပြီးတော့ညဘက်ဆောက်တဲ့အလုပ်သမားကိုနေဘက်ပါဆောက်ပေးဖို့ပြောပါတယ်။ဒါပေမဲ့နေကင်ဘက်အလုပ်လုပ်ရတာဟာအဲ့ဒီအဆောက်အတွက်လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။လုံခြုံရေးအဆောက်ဖြစ်သူကအခန်းထဲမှာထိုင်နေတော့နောက်လူတစ်ယောက်ကမင်းကနေလင်ဘက်မှာတစ်ခါမှအလုပ်မလုပ်ဘူး။နေ့အလင်းရောင်အောက်မှာတယောက်ကမင်းကိုမှတ်မိသွားရင်ဘယ်လိုလုပ်မလဲလို့မေးပါတယ်။တကယ်တော့ညဘက်ဆောက်တဲ့အဆောက်ကနေဘက်မှာအလုပ်မလုပ်တဲ့အကြောင်းရင်းကလည်းရှိနေပြန်ပါတယ်။နောက်တစ်ခါမှာတော့ဆိုယွန်းရဲ့အမေဟာကားပြင်ဆိုင်ကနေကားသွားရွေးတော့ကိုတွေ့ရပါတယ်။တကယ်တော့သမီးပြောက်သွားတဲ့နေ့ကသူမကားအသစ်ဝယ်ထားလို့လာမကြိုနိုင်ခဲ့တာပါ။သမီးအတွန်းအံ့ဩစရာလက်ဆောင်အနေနဲ့ချစ်စရာဘီကုတ်လေးတစ်ခုကိုလည်းဝယ်ထားခဲ့ပါတယ်။သမီးကို surprise လုပ်ချင်လို့ဖုန်းထဲကလာမကြိုနိုင်ဘူးလို့ပြောခဲ့ပေမဲ့လည်းတကယ်တော့သူမကလာကြိုနေခဲ့တာပါ။ကားမောင်းနေရင်နဲ့အဲ့ဒီပစ္စည်းလေးကပြုတ်ကျသွားလို့ကောက်နေချိန်မှာပဲကားကထိန်းချုပ်မှုလွတ်သွားပြီးတော့ပြင်းထန်တဲ့ရင်တိုက်မှုတစ်ခုဖြစ်သွားခဲ့တာပါ။ညဆိုင်အလုပ်လုပ်တဲ့လူကလည်းနေ့ဆိုင်မှာစီးနေရပါတယ်။ပေးဆောင်ရမယ့်ရီမီတာဘေတွေကဘာဖြစ်လို့အဲ့ဒါလောက်တောင်များနေတယ်ဆိုတော့ကိုတိုက်ခန်းကိုဖုံးဆက်မေးပေမဲ့လည်းလူသက်သမားကဘာမှပြန်မပြောဘဲနဲ့ဖုန်းကိုချပစ်လိုက်ပါတယ်။ခဏနေတော့တေယွန်းကလူသက်သမားကိုအစည်းအဝေးဖိတ်ဖို့ကိုယ်တိုင်သွားခဲ့ပါတယ်။အခန်းထဲဝင်ချင်းမှာပဲမီးတွေအရန်လင်းနေလို့အလိုလျောက်မီးပိုက်လိုက်ချိန်မှာတော့ရှုပ်ပွားပြီးတော့တန်တရားဖြစ်စရာအနေထားကိုမြင်လိုက်ရလို့တေချာလိုက်ပြီးတော့စစ်ဆေးပါတယ်။ဒါကိုရိပ်မိသွားတဲ့လူသက်သမားကသူမကိုပါတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့တေယွန်းကဖုန်းပြောနေရင်နဲ့သူမကအခန်းနံပါတ်102မှာရောက်နေတယ်လို့ပြောလိုက်တာကြောင့်လူသက်သမားကလက်သွန့်သွားခဲ့ပါတယ်။သူမတခုခုဖြစ်သွားရင်ရဲတွေကသူ့စီကိုတန်းပြီးလာမှာကိုကြောက်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲလုံခြုံရေးအဆောက်ကလူသက်သမားစီကိုထပ်ပြီးတော့ဖုန်းဆက်လာပါတယ်။ဒီတစ်ခါတော့ဖုန်းကတုံခါပြီးတော့အလောင်းထဲထားတဲ့ဘိန်းသက်အိတ်ထဲကိုပြုတ်ကျသွားကအိတ်ကသူ့အလိုလိုတောခတ်မိသွားပါတယ်။အလောင်းနဲ့အတူဖုန်းမှာတောခတ်မိသွားပြီးတော့ပြန်ဖွင့်ရမယ့်ကဏ္ဍကိုမသိတဲ့အတွက်လူသက်သမားပြရခတ်သွားခဲ့ပါတယ်။တခြားနည်းလမ်းမရှိတော့လို့အိတ်ရောင်တဲ့ဆိုင်စင်စီကိုဖုန်းဆက်ပြီးတော့ကုန်းနံပါတ်ကိုမေးရပါတယ်။အဲ့ဒီချိန်မှာဆိုင်စင်ကလည်းအိတ်အားလုံးရဲ့နံပါတ်တွေဟာတုံညပဲလို့အေးအေးဆေးဆေးဖြေလိုက်ပါတယ်။နောက်နေ့မှာလမ်းဆောက်နေရင်နဲ့စူယွန်းရဲ့အမေဟာစူယန်းကိုရုတ်တရက်မြင်လိုက်ရပြီးတော့ကြောက်လန့်တကြားနဲ့ငြိမ်သက်သွားပါတယ်။စူယန်းကအမြန်ပြေးလာပြီးတော့သူ
သူမကိုနှိမ့်သိပ်ပေးပါတယ်။သူတို့နှစ်ယောက်ကတိုက်ခန်းကိုရောက်လာချိန်မှာတော့လူသက်သမားကမြင်သွားခဲ့ပြီးချက်ချင်းပြရန်ခတ်သွားပါတယ်။သူရဲ့စိတ်တွေကရုတ်တရက်ဆုတ်သွေးသွားခဲ့ပါတယ်။သူကိုယ်တိုင်ကိုကြတက်လိုက်တဲ့သူကဘလို့လို့အသက်ရှင်နေလဲဆိုတာကိုတွေးနေခဲ့ပါတယ်။စူရန်ပြန်ထွက်သွားချိန်မှာတော့ဆိုညွန့်ရဲ့မိကအဲ့ဒီလူသူမကိုစူးစူးရဲရဲကြည့်နေတာကိုသတိထားမိလိုက်ပြီးတော့သူ့အပေါ်တန်တရားတွေပို့ပြီးတော့ကြီးလာခဲ့ပါတယ်။စူရန်ကအပြန်လမ်းမှာလုံခြုံရေးအဆောက်အအုံရဲ့မျက်မှန်ကိုတွေ့လို့လက်စီညဆိုင်ဆောက်နေတဲ့လူကိုပဲပေးလိုက်ပါတယ်။မျက်မှန်ကိုမြင်တော့ရုံးခန်းထဲကနောက်လူတစ်ယောက်ကဒါဟာအဆောက်အအုံရဲ့မျက်မှန်ပဲလို့ပြောလိုက်ပါတယ်။တန်တရားဖြစ်လာတဲ့လုံခြုံရေးအဆောက်ဟာလူသက်သမားရဲ့တိုက်ခန်းကရေပိုက်ကိုတွားစစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လူသက်သမားကအထဲကိုမဝင်ခိုင်းပဲနဲ့ရက်အနှင်းငယ်ကြရင်သူပြောင်းတော့မှမို့အဲ့ဒီခါကျမှစစ်လို့ရကြောင်းပြောပါတယ်။ဒီလိုသူဆန်းတဲ့အပြုမှုကအဆောက်ရဲ့တန်တရားကိုပို့ပြီးတော့နှက်ဆိုင်သွားစေပါတယ်။တိုက်ခန်းရဲ့စီကံအရအိမ်ငှားမထုတ်ခွာခင်မှာကျွမ်းကျင်သူတွေအားလုံးကအပြေးအဝစစ်ဆေးရမယ်လို့အဆောက်ကပြက်ပြက်တသားပြောလိုက်ပါတယ်။ဒီစကားကိုကြတော့လူသက်သမားကပြာရခတ်သွားခဲ့ပြီးတော့လူအများကြီးတစ်ပြိုင်နက်တည်းဝင်လာလို့ရှိရင်သူ့ရဲ့လှုပ်ဝက်ချက်တွေပေါက်ကျသွားမယ်ဆိုတော့ကိုသိလိုက်ပါတယ်။ဒါကြောင့်မို့ချက်ချင်းတကားဖွင့်ပေးပြီးတော့အဆောက်ကိုအထဲဝင်ခိုင်းလိုက်ပါတယ်။တိုက်ခန်းရဲ့ရေချိုးခန်းထဲမှာတော့ဘာယူဆမှုမှမတွေ့ရပါဘူး။ဒါပေမဲ့မြေအောက်ထက်ရေချိုးခန်းထဲကိုဆင်းသွားချိန်မှာတော့မြင်ကွင်းကအလွန်ကြောက်မဖွယ်ကောင်းနေပါတယ်။ပတ်လည်မှာသွေးခွက်တွေလူရဲ့စပင်တွေနဲ့အသားအစားတွေကိုတွေ့လိုက်ရပါတယ်။ဒီလူဟာလူသက်သမားဆိုတာကိုအဆောက်ကချက်ချင်းသိလိုက်ပါတယ်။အဆောက်လည်းချက်ချင်းသတိဝိရိယထားလိုက်ပြီးတော့လူသက်သမားကတိုက်ခိုက်ဖို့ပြေးဝင်လာချိန်မှာတော့အနားမှာစီးတဲ့လက်နက်တစ်ခုကိုအမြင်ဆွဲယူလိုက်ပါတယ်။အဆောက်ရဲ့အနေအထားကိုကြည့်ပြီးတော့ဒီပွဲကလွယ်ကူမှမဟုတ်ဘူးဆိုတာကိုလူသက်သမားရိပ်မိသွားလို့အကြောက်တရားနဲ့နောက်တလန်ဆုတ်သွားခဲ့ပါတယ်။အဆောက်ဖြစ်သူထွက်သွားမှပဲလူသက်သမားလည်းစိတ်အေးသွားပါတယ်။အဲ့ဒီနေ့ကစပြီးတော့သူကအဆောက်ကိုအဝေးကနေစောင့်ကြည့်နေပါတော့တယ်။ဟော်မိုးကကားနဲ့ရောက်လာပြီးတော့လူသက်သမားကိုပြင်းပြင်းထန်ထန်ရိုက်နှက်ပါတော့တယ်။ဘာလို့လဲဆိုတော့လူသက်သမားကဟော်မိုးရဲ့ကားပါကင်နေရာမှာကားလည်းရထားလို့ပါပဲ။ဒီလိုကိစ္စတွေဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့လူသက်သမားလည်းဒီနေရာကနေထွက်ခွာဖို့အတွက်အချိန်တန်ပြီလို့ဆုံးဖြတ်လိုက်ပါတယ်။သူရဲ့ဇာတိမှန်ကတဖြည်းဖြည်းပေါ်လာနေပါပြီ။သူကအလုပ်အေဂျင်စီကိုတွားပြီးတော့တခြားမြို့မှာအလုပ်ရှာပေးဖို့တောင်းဆိုခဲ့ပြီးတော့နှစ်ရက်အတွင်းထွက်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မထွက်သွားခင်မှာအိမ်ရောင်တဲ့ဆိုင်စင်ကိုဆင်းပြေးဖို့စီစဉ်ပါတယ်။ဆိုင်စင်ကသူ့ရဲ့အထောက်အထားမှန်ကိုသိသွားနိုင်တယ်လို့ရဲရီစီကိုတိုင်ကြားနိုင်ရည်ရှိတယ်လို့တန်တရားဝင်နေလို့ပါပဲ။ရဲရီစုံစမ်းစစ်ဆေးရင်ဖုန်းထဲမှာဟော်မိုးရဲ့နံပါတ်တွေကိုတွေ့ပြီးတော့သူ့ကိုပြည့်တင်နိုင်အောင်လို့ဆိုင်စင်ရဲ့ဖုန်းကိုတုံးပြီးတော့ဟော်မိုးစီကိုဖုန်းဆက်လိုက်ပါတယ်။အဲ့ဒီနောက်ဆိုင်စင်ကိုပါပြန်ပေးဆွဲလိုက်ပါတယ်။အရင်ကလိုပဲလူမတက်ခင်မှာပီဇာမှာစားပြန်ပါတယ်။ဆန်ယွန်းကပီဇာလာဖို့ချိန်မှာတော့လူသက်သမားရဲ့လက်ပေါ်မှာသွေးခွက်တွေကိုသတိထားမိလိုက်ပါတယ်။ပတ်စံကိုစီးကြည့်တော့လဲသွေးတွေပိနေခဲ့ပါတယ်။သူ့ရဲ့တန်တရားတွေကအခုတော့တေချာသလောက်ဖြစ်သွားပါပြီ။သူကလူသက်သမားရဲ့တိုက်ခန်းကိုအပြင်ကနေစောင့်ကြည့်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လူသက်သမားကတခုခုမှားနေမှရိပ်မိပြီးတော့ပဒင်းပေါက်စီကိုပြေးသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲအဆောက်ရောက်လာပြီးတော့ဆန်ယွန်းကိုကယ်တင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဆန်ယွန်းကအဆောက်ကိုအမှန်တရားအလုံးပြောပြပြီးတော့ရဲကိုအကြောင်းကြားဖို့တောင်းဆိုပါတယ်။ဒါပေမဲ့အဆောက်ကရဲဆိုတဲ့စကားကိုကြားတာနဲ့ပြရခတ်သွားခဲ့ပြီးတော့မတိုင်နိုင်ဘူးဆိုပြီးတော့ညင်းဆိုပါတယ်။တန်တရားကမှားနေခဲ့လို့ရှိရင်မှားယွင်းတဲ့ထွက်ဆိုချက်ပေးမှုနဲ့ထောင်ချနိုင်တယ်လို့ဆန်ယွန်းကိုပြောလိုက်ပါတယ်။တကောင်ရန်ချိန်မှာလူသက်သမားကဟော်မိုးစီကိုဖုံးဆက်ပြီးကားကိုဖယ်ခိုင်းပါတယ်။ဟော်မိုးအပြင်ထွက်လာတော့သူ့ရဲ့ကားကနေရာမှန်မှာပဲရှိနေပါတယ်။အဲ့ဒီချိန်အမှောင်ထဲကနေလူသက်သမားကတန်ပိုက်လုံးကိုကင်ပြီးထွက်လာကသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဟော်မိုးကအခြေအနေကိုဖြောင်းပြက်လှန်ပြီးတော့အဲ့ဒီတန်ပိုက်လုံးနဲ့ပဲလူသက်သမားကိုအချိန်ချင်းပြန်ရိုက်ပါတော့တယ်။ဘလောက်တောင်လဲဆိုရင်လူသက်သမားဟာဟော်မိုးရဲ့ခြေထောက်တစ်ဖက်ကိုဖက်ပြီးတော့တနာဖို့တောင်းပန်ရတဲ့အထိပါပဲ။ဒါပေမဲ့ဒါတွေအားလုံးဟာလူသက်သမားရဲ့အစီအစဉ်တစ်ခုတာဖြစ်ပြီးတော့နောက်ဆုံးမှာတော့အောင်မြင်သွားပါပြီ။တကယ်တော့တန်ပိုက်လုံးပေါ်မှာဟော်မိုးရဲ့လက်ပွေရာတွေကြံခဲ့စေဖို့အတွက်တမင်အရိုက်ခံခဲ့တာပါ။လူသက်သမားဟာဆိုင်စင်ကိုမတက်ရသေးပေမဲ့လည်းအဲ့ဒီနောက်ကွယ်မှာလည်းအကြောင်းပြချက်ကြီးတစ်ခုရှိနေပါသေးတယ်။နောက်နေ့မနက်မှာတော့လူသက်သမားဟာတိုက်ခန်းကနေထွက်ခွာဖို့ပြင်ဆင်နေပြီးတော့မထွက်ခွာခင်မှာစူရန်ကိုတပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်မို့မနက်ကလေးကသူမရဲ့နောက်ကိုလိုက်နေပါတယ်။ခုံးစံအတိုင်းစူရန်လေးဟာလုံခြုံရေးအဆောက်စီကိုသွားပါတယ်။သူတို့နှစ်ယောက်ဟာခိုင်မာတဲ့ခင်မင်မှုတွေရှိနေကြပါတယ်။နေ့တိုင်းသူမကအကြောင်းကပါမုတ်ကိုအဆောက်ကိုပေးလေးစီပြီးတော့အဆောက်ကလည်းပါမုတ်နဲ့ဓာတ်မတည့်ပေမဲ့နဲ့အပြုံးနဲ့လက်ခံလေးရှိပါတယ်။မစားဘဲနဲ့ရေခဲတစ်တာထဲမှာတင်ထားခဲ့ပါတယ်။အဆောက်ဖြစ်သူအဖိုးကြီးကစူရန်ကိုတကယ်ကိုချစ်ခင်ပြီးတော့ဂယုဆိုင်တက်ပါတယ်။အဆောက်ဖြစ်သူအဖိုးကြီးဟာလူသက်သမားဟာစူရန်နောက်ကိုလိုက်နေတာကိုသူမြင်ပါတယ်။ဒါကြောင့်မို့အိမ်ကိုတယောက်တည်းအမြဲပြန်လေးစီလာလို့မေးတဲ့အခါမှာတော့စူရန်ကအမေအမြဲလာကြိုတယ်လို့ဖြေပါတယ်။အဆောက်ကဘလို့ချီနေမျိုးမှမဆိုအိမ်ကိုတယောက်တည်းမပြန်ဖို့တတိပေးလိုက်ပါတယ်။စူရန်ထွက်သွားပြီးတဲ့နောက်မှာတော့လူသက်သမားကကားနဲ့နောက်ရောက်ခံလိုက်ပါတယ်။ဆိုယွန်းရဲ့အမေကလည်းဒါကိုမြင်သွားခဲ့ပြီးတော့သူမရဲ့တန်တရားကအခုတော့တေချာသွားခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲလုံခြုံရေးအဆောက်ကလည်းအဲ့ဒီနေရာကထွက်သွားဖို့ပြင်ဆင်နေပါတယ်။ရုံးခန်းထဲမှာအတူရှိနေတဲ့လူကတကယ်ပဲထွက်သွားတော့မလားလို့မေးပါတယ်။အန်ဒီအများတဲ့လူသက်သမားကအခုစူရန်ကိုပြစ်မှတ်ထားနေပြီဖြစ်ကြောင်းသတိပေးပြီးတော့လူသက်သမားကိုတက်ပြစ်တည်တယ်လို့ပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဆောက်ဟာအရင်ကလည်းလူသက်ဖူးလို့ပါပဲ။အဲ့ဒီအချိန်မှာပဲအဆောက်နဲ့ပတ်သက်တဲ့တုံလုံးပွဲအမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။အဆောက်နဲ့အမြဲတမ်းစကားပြောနေတဲ့ရုံးခန်းထဲကလူကတော့တကယ်တော့တည်ဆုံးပြီးသားဝိညာဉ်တစ်ခုတာဖြစ်ပါတယ်။လွန်ခဲ့တဲ့14နှစ်ခ
ခန့်ကအဆောက်ကိုယ်တိုင်တက်ပစ်ခဲ့တာပါအဲ့ဒီလူကသူ့ရဲ့တစေဖြစ်ပြီးတော့အဆောက်တယောက်တည်းကသာသူ့ကိုမြင်နိုင်တာပါပြီးတော့အဆောက်က9လပဲလို့လို့ပြဿနာထပ်မရှာတော့ဘူးလို့ပြောပါတယ်တကယ်တော့ကိုရီးယားမှာပြစ်မှုဆိုင်ရာကတ်သက်ကာလက15နှစ်ပါတယောက်ယောက်ကပြစ်မှုကျူးလွန်ပြီးတော့15နှစ်အတွင်းမဖမ်းနိုင်ခဲ့ရင်အဲ့ဒီနောက်ပိုင်းအပြစ်ပေးလို့မရတော့ပါဘူးဒါကြောင့်မို့အဆောက်ကနောက်ထပ်9လပဲဆက်ပြီးတော့ပေါင်းအောင်နေရှင်ခဲ့တာပါနောက်ရက်တွေမှာတော့ရဲတွေကဟော်မိုကိုထပ်ဖမ်းသွားပါတယ်မှုခင်ဖြစ်ပွားရနေရာမှာသူ့ရဲ့လက်ပွေရာတွေပါတဲ့တန်ပိုက်လုံးကိုတွေ့လို့ပါဒါပေမဲ့ဒီတစ်ခါမှာတော့ဟော်မိုရဲ့ဦးလေးကတက်တဲ့အဖြစ်ထွက်ဆိုပေးပြီးတော့အဲ့ဒီနေ့ကဟော်မိုသူနဲ့သူရှိနေကြောင်းပြောပြခဲ့ပါတယ်အဲ့ဒီနောက်ဦးလေးဖြစ်သူကအမှန်တရားကိုဖွင့်ထားခဲ့ပါတယ်ညီမဖြစ်သူဆုံးပါသွားချိန်မှာသူဟာလုံးဝဒေဝါလီခံထားရပြီးတော့အဆက်တကွဲနဲ့လူတွေကိုပုံရှောင်နေခဲ့ရတာပါဒါကြောင့်မို့ဟော်မိုကိုလာမကြည့်နိုင်ခဲ့သလိုနာရေးကိုလည်းမလာနိုင်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ်အမှန်တရားကိုသိတော်တဲ့အခါဟော်မိုကလည်းသူ့ရဲ့ဦးလေးကိုခွင့်လွှတ်ပေးလိုက်ပါတယ်အခြားတစ်ဖက်မှာလည်းနေ့တိုင်းလိုပဲဆိုယွန်းရဲ့ဝိညာဉ်ကအဲ့ဒီချိန်အဲ့ဒီပုံစံအတိုင်းပဲအိမ်ကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာတော့အမေဖြစ်သူကသူမကိုမြင်ပြီးတော့မကြောက်တော့ပါဘူးအဲ့ဒီနေ့စောစောပိုင်းကဆိုယွန်းရဲ့အခန်းထဲမှာရှိတဲ့ပြက်ကရင်တစ်ခုကိုသတိထားမိခဲ့ပါတယ်ဆိုယွန်းဟာသူ့မိတို့ရဲ့မွေးနေ့ကိုမှတ်သားထားပြီးတော့မိတို့ရဲ့မွေးနေ့လို့ရေးထားပေမဲ့လည်းမိတွေဆိုတဲ့စကားလုံးကိုစက္ကူပိုင်းလေးနဲ့ဖုံးထားခဲ့ပြီးတော့အနောက်မှာတော့မမေလို့ရေးထားတာကိုတွေ့လိုက်ရပါတယ်တက်စီတင်စားစီစဉ်ကတော့ဆိုယွန်းလေးဟာမိတွေဖြစ်သူကိုမမေလို့ခေါ်ဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့လည်းနှုတ်ကနေထုတ်ပြောဖို့တက်တိမရှိခဲ့ပါဘူးဆိုယွန်းရဲ့ဒိုင်နာရီထဲကဒီအကြောင်းအရာတွေကိုဖတ်ပြီးတဲ့နောက်မှာတော့အမေဖြစ်သူဟာသမီးရဲ့ဝိညာဉ်ကိုမကြောက်တော့ပါဘူးသမီးဖြစ်သူကိုမြင်ချင်းတင်းကျပ်စွာဖတ်ထားပြီးတော့စိုက်ကြည့်တင်ငင်ငိုကြွေးပါတော့တယ်သမီးလေးအသက်စဉ်စဉ်ကနားမလည်ခဲ့တဲ့အရာတွေကတည်ဆုံးသွားပြီးတဲ့နောက်မှာတော့နက်ဆိုင်တဲ့နောင်တတရားတွေအဖြစ်ပုံလန်းသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲအဲ့ရောင်တဲ့ဆိုင်စင်ကသူ့ရဲ့အသက်ကိုကယ်တင်ဖို့အပြင်းထန်ကြိုးစားနေပါတယ်အနက်ရောင်ခီးဆောင်အိတ်တွေကဟုံးတန်ကိုကြားတော့အိတ်ကိုဖွင့်ဖို့အစွမ်းကိုရုန်းကန်ပါတော့တယ်အဲ့ဒီညကလည်းမိုးတွေတဲကြီးမဲကြီးရွာနေခဲ့လို့မိုးရွာတာကိုမြင်တော့ဆိုယွန်းရဲ့အမေဟာလည်းလူသက်သမားဆူရန်နောက်ကိုလိုက်သွားခဲ့တဲ့မနက်ခင်းကိုပြန်မှတ်မိသွားခဲ့ပါတယ်ဒီလိုမိုးရွာတဲ့ညမှာလည်းသူ့ရဲ့သမီးကိုဆုံးခဲ့ရတာပါဒါပေမဲ့ဒီတစ်ခါမှာတော့ဆူရန်ကိုဘာအန်ဒီယယ်မှအကြရောက်မခံတော့ပါဘူးထီတစ်ချောင်းယူပြီးတော့ဘတ်စကာမှတ်တိုင်ကိုတန်းပြီးတော့ပြေးသွားခဲ့ပါတယ်အဲ့ဒီမှာလူသက်သမားကနောက်ရောက်ခံလိုက်နေပြီးတော့ဆူရန်တယောက်တည်းရဲနေတာကိုမြင်တွေ့လိုက်ရပါတယ်သူမကဆူရန်ကိုခေါ်ပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်ဒါတော့မှလူသက်သမားကသူတို့နောက်ကိုဆက်တိုက်လိုက်နေတော့မှာပဲတစ်ချိန်တည်းမှာပဲဆိုင်စင်ကလည်းအိတ်ကိုဖွင့်နိုင်သွားခဲ့ပြီးတော့ဖုန်းကိုထုတ်ယူနိုင်ခဲ့ပါတယ်ဖုန်းရဲ့ဘက်ထရီကအားနည်းနေတဲ့အတွက်ကြုံရနံပါတ်တစ်ခုကိုအမြန်နှိပ်ပြီးတော့အကူအညီတောင်းလိုက်ပါတယ်ကံကောင်းစွာနဲ့ပဲအဲ့ဒီဖုန်းကပီဇာပို့သမားဖြစ်တဲ့ဆန်ယွန်းစီကိုရောက်သွားခဲ့ပါတယ်အချိန်မဆွဲပဲဆန်ယွန်းကလည်းလူသက်သမားရဲ့တိုက်ခန်းစီကိုအပြေးသွားပါတော့တယ်မကြခင်မှာပဲတမျိုးလုံးကလက်စစ်မီတွေပြတ်တောက်သွားပါတယ်အဲ့ဒီချိန်မှာပဲဦးလေးဖြစ်သူရဲ့အကူအညီနဲ့ဟော်မိုကလည်းရေစကန်ကနေထွက်ပြေးလွတ်မြောက်လာပါတယ်တိုက်ခန်းမှာလည်းလုံခြုံရေးအဆောက်ကလည်းထွက်သွားဖို့ပြင်နေပါတယ်ဒါပေမဲ့မီးပြတ်သွားတဲ့အခါမှာတော့အဆောက်အုံတွေကိုပြန်ဝင်လာပါတယ်စူရန်အမေကိုစူရန်အိမ်ပြန်ရောက်ပြီလားလို့စိုးရိမ်နေကြီးမေးပါတယ်မရောက်သေးဘူးဆိုတာကိုသိလိုက်ရချိန်မှာတော့သူလုံးဝပြိုလဲသွားခဲ့ပါတယ်စူရန်ရဲ့အမေကလည်းသမီးအတွက်စိုးရိမ်နေကြီးနဲ့ငိုကြွေးပါတော့တယ်အခြားတစ်ဖက်မှာတော့စူယွန်းရဲ့အမေနဲ့စူရန်တို့ဟာအိမ်ပြန်ရောက်ဖို့အတွက်အမောင်ထဲမှာအလင်းစလိုပြေးနေရပါတယ်ပြေးနေရင်လည်းစူရန်ကလဲကျသွားပြီးတော့ဒူးတွေအရန်နာသွားလို့ဆက်မရှောင်နိုင်တော့ပါဘူးဒါကြောင့်မို့စူယွန်းရဲ့အမေကလည်းမှောင်မိုက်နေတဲ့ညထဲမှာဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်ဒါကြောင့်မို့လမ်းလေးကောင်မှာထွက်ပြီးတော့ရက်နေလိုက်ပါတယ်ဒါကြောင့်မို့ကားတွေကရက်တန်းကုန်ပြီးတော့ရင်ကြောပိတ်ဆို့မှုတွေဖြစ်သွားပါတယ်လူအုပ်ကြီးကိုမြင်တော့လူသက်သမားလည်းနှောက်ဆော့သွားရပါတော့တယ်သူ့ရဲ့တိုက်ခန်းကိုပြန်ရောက်တော့ဆိုင်စင်ကထွက်ပြေးဖို့ကြိုးစားနေတာကိုတွေ့လိုက်ရပါတယ်ဒီချိန်မှာတော့လူသက်သမားကဆိုင်စင်ကိုအစင်လက်လက်မီးရှို့တတ်ဖို့စီစဉ်နေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပီဇာဘုတ်သမားဆန်ယွန်းနဲ့လုံခြုံရေးအဆောက်တို့ကတိုက်ခိုင်ဆေးကိုရောက်လာကြပါတယ်တကားပူပွင့်ချင်းမှာပဲသူတို့နှစ်ယောက်ကလူသက်သမားကိုစတင်တိုက်ခိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲဟော်မိုလည်းရောက်လာခဲ့ပါတယ်သူရဲ့လက်ပွေရာတွေတန်ပိုက်လုံးပေါ်ကိုဘလို့ရောက်သွားလဲဆိုတော့ကိုတီးသွားတဲ့ဟော်မိုလည်းဝင်ရောက်ပြီးတော့လူသက်သမားကိုပြင်းပြင်းထန်ထန်ရိုက်နှက်ပါတော့တယ်အဆောက်လုံးတဲ့ဦးလေးကြီးကစူရန်ဘက်မှာလဲလို့အတင်းမေးပါတယ်လူသက်သမားကရဲပြီးတော့သူမသိဘူးလို့ပဲဖြေပါတယ်သူတက်လိုက်ပြီလားအသက်ရှင်နေသေးလားဆိုတာမသိဘူးလို့ပြောပါတယ်ဒီစကားကိုကြားတော့အဆောက်ဟာစိတ်ထိခိုက်သွားပြီးတော့ယူတူမတက်ငိုကြွေးပါတော့တယ်အဲ့ဒီနောက်အနားမှာကြားနေတဲ့အလောင်းတစ်လောင်းကိုမြင်လိုက်ရပါတယ်စူရန်ရဲ့အလောင်းလို့ထင်သွားပြီးတော့အဆောက်ဟာဒေါ်ရကြီးနဲ့လက်နက်တစ်ခုကိုကောက်ယူကလူသက်သမားကိုတပ်ပစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအလောင်းဟာစူရန်မဟုတ်ဘူးဆိုတာကိုသူတတိထားမိလိုက်ပါတယ်တကယ်တော့အဲ့ဒါဟာလွန်ခဲ့တဲ့14နှစ်ကသူတက်ခဲ့တဲ့လူရဲ့အလောင်းပါပဲအဲ့ဒီတစီကဂလဲစားချေဖို့အတွက်စူရန်ရဲ့ပုံစံကိုယူထားခဲ့တာပါဘာလို့လဲဆိုတော့အဲ့ဒီလူတက်မှုကိုကျူးလွန်ခဲ့ပေမဲ့လည်းအဆောက်ဟာဘယ်တော့မှအပြစ်ပေးမခံရလို့ပါပဲသူလူတက်တာကိုဘယ်သူမှမမြင်ခဲ့ပါဘူးဒါပေမဲ့အခုတစ်ချိန်မှာလည်းအဆောက်ဟာဘာပြစ်ဒဏ်မှမခံရပြန်ပါဘူးအားလုံးကလူတက်မှုကိုဖုံးဝယ်ပေးခဲ့ပြီးတော့သူ့ကိုမှုခင်ဖြစ်ပွားရနေရာကနေထွက်သွားစေခဲ့ပါတယ်အခြားတစ်ဖက်မှာလည်းစူရန်ရဲ့အမေဟာဟော်မိုကိုလူတက်သမားလို့ပဲထင်နေသေးပါပဲသူမဟာဟော်မိုရဲ့လက်ကိုဆွဲပြီးတော့သူ့ရဲ့သမီးဘက်မှာလဲလို့ဒေါ်ရကြီးနဲ့မေးပါတယ်အဲ့ဒီချိန်မှာပဲစူယွန်းရဲ့အမေရောက်လာခဲ့ပြီးတော့စူရန်ကိုသူမနဲ့အတူခေါ်လာပေးပါတယ်သူမဟာစူယွန်းကိုမကယ်တင်နိုင်ခဲ့ပေမဲ့လည်းဒီနေ့မှာတော့နောက်ထပ်အပြစ်ကင်းတဲ့အသက်တစ်ချောင်းကိုကယ်တင်
တင်နိုင်ခဲ့ပါပြီဒီလိုနဲ့ပဲဇက်လန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်ဇက်လန်လေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်